ဒီတချို့တွေကလည်း breast cancer ကိုသိကြောက်ကြတယ်ဟာ estrogen နဲ့ breast cancer အဲ့ဒါကလည်းအဲ့ဒီ study ကနော်သူတို့သုံးတဲ့ estrogen က synthetic လို့ခေါ်တာပေါ့နော် chemicals တွေနဲ့လုပ်ထားတာအဲ့တော့ဟိုနားလေတဲ့ OG တွေဆိုရင်သိပါတယ်နော်ဘယ်လိုဟာမျိုးကိုသုံးရမလဲဆိုတာနော်ဒီဘာကြောင့်လဲဆိုတော့ကိုကနော်အသက်ရှည်တာအဓိကမဟုတ်ဘူးအသက်ရှည်ပေမဲ့ဘဝအရေးအသွေးတွေမကောင်းရင်လကားပဲဟုတ်တယ်မလားဒီအသက်ရှည်တာကအဓိကမဟုတ်ဘူးကိုကဘလောက်ကြာနေရမလဲလည်းမသိဘူးနေရတဲ့အချိန်လေးမှာဘဝရဲ့အရေးအသွေးကထိတ်ဆုံးအကောင်းဆုံးရအောင်လုပ်ထားနော်အဲ့ဒီတော့ဒီဟော်မုန်းတွေကအရင်အရေးကြီးတယ် thyroid ကလည်းအရေးကြီးတယ်ဒီအမျိုးသမီးဟော်မုန်းတွေကလည်းအရေးကြီးတယ်နော်အဲ့တော့ကိုဂယုစိုက်ကြဂယုစိုက်လို့ရှိရင်နော်ဟိုပါပေါ့နေရတာတန်တာပေါ့လောကကြီးမှာနော်ကိုကအသက်ကြီးရှည်နေပြီးတော့ယောဂမျိုးစုံအယိုးတွေကလည်းဟိုကျိုးဒီကျိုးနော်ကိုကလည်းဟိုကတောက်ရမှာကြောက်ကင်ဆာဖြစ်မှာကြောက်ဒီဟာနော်အဲ့လိုဆိုလို့ရှိရင်လည်းဘဝကြီးရာနော်အသက်တော်ရှည်ပါတယ်ဘာလို့မှာဟုတ်တယ်မလားအဲ့ရထဲမှာလဲပြီးတော့အသက်ရှည်ဘာလို့နော်ဟိုထကြည့်ရင်လည်းဟိုလူတွဲဒီလူတွဲဟုတ်တယ်မလားအဲ့တော့ဟိုအဲ့ဒါပေါ့နော်အရေးကြီးတာကတော့ဆရာဝန်ကောင်းကောင်းရှာပြီးတော့ဆရာဝန်နဲ့ကိုယ့်ကိုအချိန်ပေးနိုင်မယ်ဆရာဝန်ပေါ့နော်တေးသေးချာချာကိုကလည်းမေးခွန်းမေးလို့ရမယ်ဆရာဝန်အဲ့ဒီဆရာဝန်ရှာပြီးတော့အဲ့ဒါအမျိုးသမီးတွေလုပ်ကြနော်အဲ့ဒါနောက်အမျိုးသားတွေလည်းအဲ့ဒီတိုင်းပဲနော်အမျိုးသမီးတွေကြီးပဲဖြစ်တာမဟုတ်ဘူးအမျိုးသားတွေကလည်းသူတို့ရဲ့နော်ဟော်မုန်း testosterone လားဒီဖြည်းဖြည်းနဲ့အသက်ကြီးလာရင်ကျသွားတာပဲအဲ့တော့သူတို့ကဒီ testosterone ကိုပြောလိုက်ရင်လူတွေကချက်ချင်းဘာပဲမြင်လဲဆိုတော့ဒါဟိုပါပေါ့နော်လိန်နဲ့ပဲဆက်ဆိုင်တယ် sex နဲ့ပဲဆက်ဆိုင်မဟုတ်ဘူးနော်ဒီ testosterone receptors တွေကလေနှလုံးမှာအများကြီးရှိတယ်ဒီ testosterone ကျသွားတာနဲ့ယောက်ျားတွေကနော်ဒီနှလုံးယောဂါတွေပါတယ်ရမ်းဖြစ်တယ်အဲ့တော့ဒီ testosterone ကို replace လုပ်ခြင်းအပြင်တော်ယုံတန်ယုံဒီနှလုံးယောဂါတို့ဘာလို့မဖြစ်ဘူးနော်လူတွေကထင်တာ testosterone လို့ပြောလိုက်လို့ရှိရင်သူတို့ကဒီလိန်ကိစ္စနဲ့ပဲပတ်သက်တယ်လို့ထင်တယ်လုံးဝမဟုတ်ဘူးနော်အဲ့ဒါတွေကလည်းလေသိတယ်မလားမျိုးသားတွေကြတော့လေဒီစီယောဂါဆရာဝန်ကြီးနဲ့အဲ့ဒါတိုင်ပင်ပြီးတော့နော်ဟိုဟာနေလို့ကောင်းအောင်လုပ်လို့ရတယ်နော်အဲ့တော့ဘာပဲဖြစ်ဖြစ်နော်ကျမတို့ကအသက်လည်းရှည်ခြင်းနဲ့အသက်ရှည်တာကောင်းတာပေါ့ပရဟိတတွေအများကြီးလုပ်လို့ရတယ်နော်အသက်ရှည်ပေမဲ့လို့လေကျန်းမာခြင်းနော်အသက်ရှည်ပြီးမကျန်းမာလကားအဲ့တော့ကျမတို့ပြောတာဘဝရဲ့အရေးအသွေးအပြည့်ရှိရမယ်နော်နောက်ပြီးတော့အဲ့ဒါနော်ဟော်မုန်း thyroid gland နောက်တစ်ခုကဘာလဲဆိုတော့ကျမပြောတဲ့ဒီကြောက်ကပ်အပေါ်မှာရှိတဲ့နော်အကျိတ်ကလေးရှိတယ်အဲ့ဒီအကျိတ်ကတေးသေးလေးပဲဟို walnut ကဘာလဲဆိုတစ်ကြားစီပေါ့နော်အဲ့ဒီ size လောက်ပဲရှိတယ်အဲ့ဒီ तू ကလည်းဟော်မုန်းဓာတ်ထွက်တယ်နော် तू ကမိန်းမမှာလည်းထွက်တယ်ယောက်ျားမှာလည်းထွက်တယ် तू ကဘယ်လိုဟာမျိုးဟော်မုန်းထွက်လဲဆိုတော့ယောက်ျားဟော်မုန်းတစ်မျိုး तू က testosterone လောက်မပြင်းဘူးပေါ့နော်နည်းနည်းအပြော့စားနော်အဲ့ဒါကလည်းနော်အသက်40ကျော်ရင်တဖြည်းဖြည်းနည်းလာတယ်လူတွေကနည်းလာတဲ့အခါမှာအဲ့ဒါလည်းလူတွေရဲ့အိုခြင်းရဲ့အကြောင်းတစ်ခုပေါ့နော်နောက်လူတွေကအထူးသဖြင့်ဟိုပါပေါ့နော်တိတ်ပြီးတော့အလုပ်များတဲ့လူတွေနော် physical stress mental stress နော်စိတ်ဖိစီးမှုတွေတိတ်များရင်လေအဲ့ဒီဟော်မုန်းဓာတ်တွေကလေကြာတော့မနိုင်တော့ဘူးမထွက်နိုင်တော့တဲ့အခါမှာလူကလေနေလို့မကောင်းတစ်ချိန်လုံးမောပန်ဟိုက်နော်အဲ့တော့ဒီအားလုံးကိုကြည့်ပြီးတော့လိုတဲ့ဟော်မုန်းတွေကိုပြန်ပြီးတော့ဖြည့်ပေးလိုက်မယ်ဆိုရင်အောက်မလေးကိုယ့်ရဲ့ဒီကျန်းမာရေးကလေထိတ်တန်းကိုရောက်နိုင်တယ်အဲ့တော့လေတတ်နိုင်ဆရာဝန်ကောင်းကောင်းကိုရှာကိုယ့်ကိုနားထောင်မဲ့ဆရာဝန်ကိုရှာနော်ရှာပြီးကိုယ့်ကိုအချိန်ပေးနိုင်တဲ့ဆရာဝန်ရှာပြီးတော့အဲ့ဒါလုပ်ကြနော်လွယ်လေးကျမလေးအဲ့ဒါအကုန်ပြောပြခြင်းလေဒီအဲ့ဒီဟော်မုန်း DHEA ဟာနော်ဆရာဝန်လက်မှတ်မပါဘဲနဲ့ဝယ်လို့ရတယ်နော်တောက်ကြည့်အရန်ကောင်းတယ်နောက်ပြီးတော့ဒီဟော်မုန်းတွေမကောက်ဘူးပေါ့နော်ခန္ဓာကိုယ်ကြီးကလည်း very complex ဆိုတော့ဒီ vitamin စီပါတွေကလည်းတောက်ရမှာပဲနော် vitamin B12 တို့ B6 တို့နော် folic acid ဆိုတော့လေကျွန်မ alkaline form ကိုပြောတာနော် folic အဲ့တော့ဒီ vitamin C တို့ again alkaline form ascorbate ဒီဟာတွေကိုတောက်လို့ရှိရင်လေသူကအရန်ကိုအကျိုးဖြစ်တာပေါ့နော်ဒီ supplements CoQ10 တို့ဘာလို့တောက်လို့ရှိရင်သူကအုံနောက်ကလေအရန်ကိုသူက energy အလိုဆုံးနော်အုံနောက်က number 1 energy အရန်စွမ်းအင်တွေအရန်လိုတယ်အိတ်နေတာတော့မှအုံနောက်ကအလုတ်လုံတယ်နော်
နောက် number 2ကနှလုံးကလည်းတစ်ချိန်လုံးလှုပ်နေတော့ဒီ CoQ10 နေရလေလိုကိုလိုတယ်လူတိုင်းတောက်ကိုတောက်ရတယ်နော်အထူးသဖြင့်လေတချို့တွေသွေးတိုးယောဂါတို့စီးကြိုယောဂါတို့နော်ဒီတခြားဆေးတွေတောက်နေလို့ရှိရင်နော်နောက်ကိုလက်စထရောချဆေးတွေပေါ့နော်တောက်နေတဲ့လူတွေဟာ CoQ10 နာလေအယံနဲွားတယ်ခန္ဓာကိုယ်ထဲမှာဒါကြောင့်မလို့အဲ့ဒီဆေးတွေတောက်နေတဲ့လူတွေကိုသွားကြည့်သူတို့နေလို့မကောင်းနော်အသားတွေနာတယ် muscle တွေကအယံနာတယ်ဘာကြောင့်လဲဆိုတော့ဒီ CoQ10 မရှိလို့မရဘူး muscle တွေအသားတွေနာတယ်တချို့တွေဆိုရင်အိယာထိုင်ခြေတော့တော့မထောက်နိုင်ဘူးနာနော်တချို့တွေကအသားတွေနာတယ်မောနေတယ်နော်ခေါင်းတွေကလည်းမကြည့်ဘူးနော်သတိတွေကလည်းမေ့နော်အဲ့ဒါဆိုလွယ်လွယ်လေး CoQ10 ဝယ်ပြီးတောက်လိုက်အယံနေလို့ကောင်းသွားလိမ့်အဲ့တော့လေခန္ဓာကိုယ်ကြီးကလေသူလိုတဲ့ဓာတ်ကိုဖြည့်ပေးရမှာမဖြည့်လို့မရဘူးနော်ဘာလို့ဆို तू ကလိုနေတာကို तू ကစက်ယုံကြီးလေပန်ကြီးတက်လို့လည်းမရဘူးဒီကုံချမ်းတွေမရှိလို့လည်းမရဘူးကုံချမ်းမရှိရင်ဒီစက်ယုံကြီးကအလုပ်ကိုမလုပ်တော့အဲ့လိုနော်အလုပ် तू ကလည်းဒီစက်ယုံကြီးကလည်းအလုပ်လုပ်ဖို့ကလည်းနော်တစ်ခုနဲ့တစ်ခုကကျွန်မပြောသလိုပေါ့ဟော်မုန်းတွေရောအကုန်လုံးကဆက်ဆက်အဲ့တော့ဒီခေတ်ဒီအခါမှာကျမတို့ပတ်ဝန်းကျင်မှာအစိတ်တွေကလည်းတိတ်များနော်အကြောင်းမျိုးစုံကြောင့်နော်ဒါကိုကတိတိကြီးနဲ့နော်ဒီလိုဖြစ်နိုင်တယ်ကျမပြောပြလိုက်ပြီနော်ဘာကြောင့်လဲဆိုတော့ရှင်းပြလိုက်ပြီတိတိကြီးနဲ့ကိုကမတောက်ဘူးဆိုလို့ရှိရင်အဲ့ဒါကိုကမိုက်တာပေါ့နော်ဒါကိုယ့်ရဲ့ကောင်းကျိုးပဲလေသိတယ်မလားကိုကျမ်းမာလို့ရှိရင်နော်တော်ယုံတန်ယုံမို့တော့အလိုလိုနှေးသွားတာဘာမှလုပ်เสียမလို့အဲ့တော့ကိုကျမ်းမာအောင်နေကြနော်လိုတဲ့ဟာတွေကိုတောက်များသောအားဖြင့်လူတွေတောက်ရင်ဟာဒီဗိုက်တာမင်စီဘာလို့မှလဲစီးတွေကထွက်သွားတာအလကားပိုက်ဆံကုန်တယ်လို့လူတွေကပြောကြတယ်အဲ့ဒါမဟုတ်ဘူးနော်ဘာလို့ဆိုတော့ကျမတို့နေတဲ့ပတ်ဝန်းကျင်ကြီးကလုံးဝကိုပြောင်းလဲသွားပြီအရင်ကလို့မဟုတ်တော့ဘူးကျမတို့ငယ်ငယ်တုန်းကလည်းမတူတော့နော်နောက်ပြီးတော့လေအဲ့ဒီ breast cancer အကြောင်းလည်းနည်းနည်းပြောခြင်းတယ်အမျိုးသမီးတွေကိုဘာလို့ဆိုတော့ breast cancer အရန်ကိုဖြစ်နေနော်နိုင်ငံခြားမှာရောဒီမှာရောမေးလိုက်ရင်လူတော်တော်များများ breast cancer ဖြစ်နေအဲ့တော့လေစွန်တော့ကျမပြောတယ်လို့ပေါ့နော်ဒီလေထဲမှာလည်းကျမတို့ကမမြင်ရဘူးအစိတ်တွေကနော် radioactive material တွေကလည်းအများကြီးပဲနော်အဲ့တော့ဒီ radioactive material တွေကဘာကိုကြိုက်လဲဆိုခန္ဓာကိုယ်ထဲမှာသူကအကျိတ်တွေကိုသိကြိုက်တာသူက radioactive material ကအကျိတ်တွေရှိတဲ့နေရာကိုသွားအကျိတ်တွေကခန္ဓာကိုယ်ထဲမှာဘာတွေလဲကျမတို့ thyroid gland နော်ကျမတို့ရဲ့ဒီ breast ယောက်ျားတွေမှာဆို prostate ဒါမှမဟုတ် prostate cancer တွေကလည်းအများများလာတယ်နော်ယောက်ျားတွေမှာဆိုလည်းစီးကျိတ်နော်မိန်းမတွေဆိုမှဆိုလို့ရှိရင် breast နော်နောက် ovaries အဲ့ဒီတော့နော်ဒီကျမတို့ကဘာလို့ရလဲနော်ဒီ breast cancer ဒီအကြောင်းတစ်ခုတည်းကြောင့်ဖြစ်တာတော့မဟုတ်ဘူးပေါ့နော်အကြောင်းတွေကအများကြီးရှိတယ်ဒါပေမဲ့ကျမတို့ကာကွယ်လို့ရတဲ့အကြောင်းတွေကရှိတယ်လေအဲ့တော့ကိုကာကွယ်နိုင်တာကိုကာကွယ်လိုက်နော်အဲ့တော့ဒီ iodine ဓာတ်စာနော်ဒီ gland တွေမှာပြည့်နေဒီ radioactive material တွေကမဝင်နိုင်အဲ့တော့ဘာလို့မလဲခန္ဓာကိုယ်ကြီးမှာအဲ့ဒါနဲ့ဖြည့်ထားလိုက်နော်အဲ့တော့ဒီမေးစရာရှိတာပေါ့နော်ဒီ iodine iodine ပါတဲ့စားတွေစားရင်ရမှာလုံးဝမစားတာတဲ့စားရင်တော့မဆိုးပါဘူးနော်ဒါပေမဲ့လုံလောက်သလားဆိုမလုံလောက်ဘူးနော်အဲ့ဒီတော့နော်နိုင်ငံခြားမှာအမျိုးတွေပါရှိရင်အဲ့ဒါမှားပြီးတော့သာတောက်ကြနော်အဲ့ဒါဆိုတော်တော်လေးကိုကာကွယ်တယ်ကျမလေမယုံမရှိတဲ့ကျမတငယ်ချင်းတယောက်နော်ဆရာဝန်မပဲသူရောကျမတို့အတန်းနဲ့ရပဲလေအဲ့တော့ကျမဟိုတခါလာတော့က तू ကဘာပြောလဲဆိုတော့နော် तू က breast နှစ်ဖက်လုံးမှာ cancer တော့မဟုတ်ဘူးနော်ဟို fibrocystic disease ပေါ့နော်ဟိုအထဲမှာ cyst တွေနဲ့နော် breast နှစ်ခုလုံးကပြည့်အဲ့တော့ तू ကလည်းကြာပြီအဲ့ဒါဆရာဝန်ပြတယ်သူ့ကိုဘာပြောလဲဆိုတော့ဒီပေါ့နော်စိုးရိမ်ရတယ်ပေါ့နော်ကြာလို့ရှိရင် breast cancer ဖြစ်သွားနိုင်တယ်ပြင်သားနှစ်ဖက်စလုံးကိုထုတ်လိုက်တဲ့ဟာ तू ကပြောတာဟာနေပါအောင်ပေါ့နော်စဉ်းစားပြစီဟုတ်ဆိုတော့အဲ့ဒါနဲ့ကျမစီကိုလာတော့ပေါ့ဟာတငယ်ချင်းလုတ်ပါအောင်ဒီလိုပြောနေဆိုတော့အဲ့တော့ကျမကလည်းကံကောင်းကျင်တာနဲ့အဲ့ဒီ iodine ဓာတ်စာ tablet လေးပါလာတဲ့နဲ့ညွန့်တော့နင်ဒါအရင်တောက်ကြည့်သွားမထုတ်နဲ့ဆိုကျမကသူ့ကိုပေးလိုက်တယ်နော်တလခွဲကြာတော့ကျမပြန်လာတယ်သူကဟာဝန်တာအားရနဲ့ပြေးလာပြီတိလာတဲ့သူ့မှာဘာမှမရှိတော့ဘူးတခါတည်းယူပစ်လိုက်တယ်လို့ပဲပြောက်အဲ့တော့ဒါကျမကလက်တွေ့စမ်းပြီးပြီနော်ဒါတငယ်ချင်းပုံအဲ့ဒါတကယ်ဟုတ်ကိုဟုတ်တယ်နော်သိလားအဲ့ဒီတော့ဒီ iodine ကလည်းအရန်ကိုအရေးကြီးတယ်ဒါပေမဲ့လို့ခက်တာကျမတို့မြန်မာပြည်မှာအဲ့ဒါဝယ်တောက်ဖို့ကလည်းမရှိ
အဲ့တော့ကျမကလည်းဒီဝယ်လို့မရတာတွေကိုသိတော့လည်းမပြောချင်ဘူးလေဒါပေမဲ့ဘ ഹു တုတအနေနဲ့ပြောပြတာ